လာခဲ့နီလိုလိန်ကိစ္စကြောင့်ကျမရှင်းလုံးပြောပြမယ်အာမနာရှာမကြိုကျမပြောပြမယ်ကျမတငယ်ချင်းတို့ကျမပြောလိုက်လေတို့ဘယ်လိုပြောရသလားငါတို့ကတဲ့ဒီကိစ္စကိုအာရုံမလာအောင်လေငါတို့ကယူကြတယ်ဆိုတာဒီကိစ္စကိုအာရုံမလာအောင်လေဒီကိစ္စကြောင့်ယူကြမဟုတ်ဘူးတဲ့ဒါဆိုပန်းတည်ရသူယူလေယူနိုင်လို့လားပန်းတည်ရသူယူနိုင်လားငါတို့စက္ကန့်လို့ယူဆိုငါတို့ကမလို့ချင်းရှင်းရှင်းလေးပြောစက္ကန့်ကငါတို့စိတ်မဝင်စားအာရုံမလာဘူးမိန်းကလေးတော်များပြောတတ်တယ်နော်အလားမဖြစ်နိုင်တာအိမ်သားတစ်ခုမှဒီဟာအဓိကမဟုတ်ဘူးဆိုမဲ့ဒါအဓိကနေရာတစ်ခုမှလည်းကြားတယ်အိမ်တော်တစ်ခုမှအဓိကတော့ပတ်စံမှန်တယ်ဒါပေမဲ့လေအဓိကအရာပတ်စံဒါပေမဲ့ဒီလိန်ကိစ္စလည်းပါတယ်နော်ဒီလိန်ကိစ္စမပေါဆိုဘာလို့ယောက်ျားလေးမရင်ငယ်ထားနေတော့မှလဲတကယ်ပြောอ่ะနေအပြုစုတော်ကြည့်နေယောက်ျားဖောက်ပြန်ဖို့မပြောနဲ့နေနာအပြုစုတော်ကြည့်ယောက်ျားတွေကမကြိုက်ဘူးလူကောင်းလေးတေနေတဲ့မိန်းမမကြိုက်ကြအောင်ဒီကိစ္စပြောလိုက်ဆိုမြန်မာတွေကတော်တော်များဒါရှက်စရာတကယ်တော့ဒါရှက်စရာမဟုတ်ဒါလူတိုင်းဖြစ်နေတဲ့အရာဟုတ်တယ်ဘဝတုဒ္ဒအနေနဲ့ပြောပြနော်ဒါပေမဲ့မိန်းကလေးကိုပဲအပြစ်တင်လို့မရဘူးယောက်ျားလေးလည်းလိုတယ်ယောက်ျားလေးတစ်ခုကိုကျမကြည့်ဟာကွတ်ဆိုမိန်းကလေးကိုကွတ်ဆိုလို့လိုက်ကွတ်ဆိုထိုးထင်းလိုက်ရပြီအရက်ပြက်ဆိုဒါဆိုပြီးပြီသူလို့မိန်းကလေးကပြီးမပြီးသူလို့မသိဘူးဒီကိစ္စပြောတယ်ဆိုကတည်းကပြောနေဝင်းဒီကောင်မပါငါတို့အာယုံမလောက်နော်အာယုံလာလို့ပြောပြတာမဟုတ်ဘူးကျမတိအောင်လို့ပြောပြယောက်ျားလေးတချို့ကိုစိတ်ဆန္ဒပြီးရပြီမိန်းကလေးကိုမထွက်တတ်ဘူးတခါကလေးမွေးဘူးတဲ့မိန်းမတွေကပို့ဆိုးတယ်အောက်ကဘယ်လိုပြောရမလဲမိန်းမကိုကကျတော့6တွေ့နေဖြစ်တဲ့ကြောင့်အလောက်ထိဘယ်လိုပြောရမလဲစိတ်ဆန္ဒအလောက်ထိမတက်ကြွနိုင်ဘူးပြောချင်တာအလောက်ထိလွယ်ကူကူနဲ့ဟိုဗာလဲဟိုမူတဲ့အရေးအဲ့ဒါမထုတ်ပေးနိုင်ဘူးတကယ်ဆိုမိန်းကလေးတယောက်လေးဒါလေးနည်းနည်းလေးနော်နှုတ်ဒီကောင်းလေးနည်းနည်းဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့လောက်ပြီးမှအဲ့လိုမျိုးလေးတော့မဟုတ်ဘူးပြောရမဆိုကိုမှလည်းတာယာမှုလိုချင်နေဆိုကိုရဲ့မိန်းမမှလည်းတာယာမှုပေးနိုင်ရမယ်ငါမိန်းမကလေးဘာဖြစ်တယ်ဒီအဖောက်ကဘယ်လောက်ဖြစ်နေပြီအပေါက်ကဘယ်လောက်ကျေနေပြီဘလို့မကောင်းဘူးဘာညာတငယ်ချင်းတွေ့ပြောကိုကတော့ညူညင်နေဦးမယ်ဒါပေမဲ့သူ့ကြည့်လိုက်တော့စက္ကန့်ထင်ညာဘာမှဟောမဖြစ်ဘူးကွာထိုးတဲ့မိန်းကလေးကနေလို့ကောင်းနေမထင်နဲ့တော့နားတယ်နော်မိန်းကလေးကနေလို့မကောင်းဘူးဒါကြောင့်လေလူတယောက်ရှိတာလေအိမ်ထောင်ကြီးမှလည်းအဓိကဒါလဲလိုတယ်နော်မိန်းကလေးလေတင်နော်မတင်နဲ့မဟုတ်ဘူးတင်ဒီကငါဖားလို့ဆရာမမဟုတ်ငါမတင်မဟုတ်ဘူးနော်တင်ရမယ်အိမ်ထောင်ကြီးမှလိုတယ်မလိုတာမဟုတ်ဘူးလိုတယ်ယောက်ျားလေးလည်းအတူတူပဲကိုပဲအရသာခံခြင်းမနေနဲ့ကိုမိန်းမကိုလည်းတာရအောင်ဘလို့လုတ်တက်ပေးတက်ရမလဲဆိုတာတင်ရှင်းလေးရိုင်းပြောကိုကပဲအဲ့လိုအလုတ်ခံမချင်နဲ့ကိုလည်းမိန်းမတယောက်အဲ့လိုလုတ်တက်ဖို့တင်အဲ့ဒါကိုပြနော်ရိုင်းပြောရအဲ့လိုပဲဒီလိုပြောလိုက်လို့ဒီကောင်မပါမထင်နဲ့တော့ကိုကကိုနေတာကိုအကန်းနဲ့ကိုဘဟုတုတရလာပြောပြတာရှိရ